ဖြူးထွက်နေတဲ့ရွှေရင်အစုံကိုကြည့်ပြီးဒါဟာငှက်မလိုတင်ထင်နေရင်တော့လုံးဝကိုအမှားကြီးမှားသွားပါပြီဒီငှက်ရဲ့အကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ခမည်းအချိန်1မိနစ်ကျော်ပဲပြီးကျွန်တော်တေချာရှင်းပြပေးပါမယ် Sea grouse လို့ခေါ်တဲ့ဒီငှက်တွေဟာအမေရိကမြောက်ပိုင်းလွင်ပြင်တွေမှာနေထိုင်ကြပါတယ်။နွေဦးကာလရောက်ပြီဆိုတာနဲ့မနက်ခင်းနေအောင်ကြီးအောက်မှာငှက်ဖိုတွေဟာသူတို့သတ်မှတ်ထားတဲ့စူဝေးရနေရာကိုရောက်လာပြီးငှက်မတွေကိုဆွဲဆောင်ဖို့အတွက်ပြိုင်ပွဲပြုလုပ်ကြပါတယ်။ရသက်တပ်ပေါင်းများစွာရှင်ပြိုင်ကြပြီးတဲ့နောက်မှာတော့အတန်မာဆုံးငှက်ဖိုတွေပဲကြံရစ်ခဲ့ပါတယ်။ငှက်ဖိုတွေဟာသူတို့ရဲ့အမီးနဲ့အတောင်တွေကိုဖြန့်ကျက်ပြီးပုံစံအမျိုးမျိုးပြသပါတယ်။အထူးခြားဆုံးကတော့သူတို့ရဲ့ရင်ဘတ်မှာရှိတဲ့လက်အိတ်ကြီးနှလုံးပါပဲ။ငှက်ဖိုတွေကအဲ့ဒီအိတ်တွေကိုဖောင်းကားလောက်အောင်လေးသွင်းပြီးပြန်လည်ဖိထုတ်လိုက်တဲ့အခါမှာတော့ထူးခြားတဲ့အတန်တွေရင်ဘတ်ထဲကထွက်ပေါ်လာပါတယ်။ဒါသူတို့ရဲ့ခွန်အားနဲ့ကျန်းမာရေးကိုငှက်မတွေကိုပြသခြင်းဖြစ်ပါတယ်။ဒါပေမဲ့အချစ်ရဲ့ရွေးချယ်ခွင့်ဟာငှက်မတွေရဲ့လက်ထဲမှာပဲရှိနေပါတယ်။ဆယ်စုနှစ်များစွာလေ့လာခဲ့ကြပေမဲ့လည်းငှက်မတွေဟာဘလို့စံနှုန်းတွေနဲ့ငှက်ဖို့ကိုရွေးချယ်တယ်ဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။အောင်မြင်တဲ့ငှက်ဖို့တွေဟာတိကျပြီးထက်ခါတလဲလဲပြသခြင်းရန်လိုမှုတွေကိုရှောင်ရှားခြင်းငှက်မတွေရဲ့အချက်ပြမှုအတိုင်းလိုက်နာခြင်းတို့ကိုပြုလုပ်ကြပြီးဖိတ်ခေါ်မှသာပေါင်းဖက်ကြရပါတယ်။အံ့ဩစရာကောင်းတာကတော့ငှက်ဖို့အများစုဟာပေါင်းဖက်ဖို့အခွင့်အရေးလုံးဝမရကြတာပါပဲငှက်မတွေအားလုံးနီးပါးဟာစူဝေးရနေရာကငှက်ဖို့တစ်ကောင်လောက်ကိုသာရွေးချယ်ကြပြီး3-4ပုံကတော့နေ့စဉ်နဲ့တိုင်ငှက်ဖို့တစ်ကောင်တည်းကိုပဲရွေးချယ်တတ်ကြပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးအဆုံးသက်ကတော့မျိုးပွားပြီးတဲ့နောက်မှာငှက်မတွေဟာငှက်ဖို့တွေကိုလိုအပ်ချက်မရှိတော့ပဲသူတို့ရဲ့သားသမီးတွေကိုတကူတည်းမွေးမြူစောင့်ရှောက်သွားကြတာပဲဖြစ်ပါတယ်တဘာမှတရားကြီးကတော့တကယ်ကိုလျှို့ဝှက်စမ်းကြယ်လွန်းလာပါတယ်။နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးပါဦးမယ်။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။